ကောင်းမဲ့မင်္ဂလာပါရှင်ဒီမှာလေးအင်ဂျင်စီကနေပြီးတော့မှာထားတဲ့ပစ္စည်းလေးတွေပေါ့နော် handmade အိတ်ကလေးတွေရောက်လာလို့ဟောက်နေတာပါရှင်အဆောင်လေးလည်းထည့်ပေးထားတယ်ဆိုတော့ရှင်လည်းခုံနေပြီးတော့စိတ်လေးလှုပ်ရှားနေပါတယ်ဒီမှာလေးโอเคpackaging လေးနဲ့ရင်ကိုတော်တော်လေးသဘောကျနေပါတယ်နော်အဲ့လိုစက်ကူလေးနဲ့ထုတ်ပေးထားတဲ့အဲ့လို package လေးတွေဆိုရင်အရင်သဘောကျတာပေါ့ကျွန်တော်โอ้ကြည့်ပါဦးခေပန်းလေးဘယ်လောက်တောင်းလာလဲအောက်ကတစ်ခုကတော့ကန်ကောပန်းလေးပေါ့နော်မှန်တိုင်းပြောရရင်ခေပန်းလေးကအရင်သဘောကျလို့ယူမယ်လို့စိတ်ကူးထားတယ်ရှင်ခေပန်းလေးနဲ့ကန်ကောပန်းလေးပါဒါလေးကတော့ညီမလေးအင်ဂျင်လက်ဆောင်ပေးလိုက်တဲ့ကလစ်လေးပေါ့နော်အပေးတာပါဆိုတော့ညီမလေးကလက်ဆောင်နှစ်တာလက်ဆောင်ထည့်ပေးလိုက်တာပဲဖြစ်ပါတယ်ကန်ကောအကလေးကတော့လက်ဆောင်ပေးဖို့ပါဒါလေးကတော့ကျွန်မအပိုင်သိမ်းလိုက်ပါပြီအမြတ်တနိုးနဲ့ဝစ်စင်ပါမယ်ညီမလေးရေကျေးဇူးပါပဲနော်